အားလုံးပဲမင်္ဂလာပါဒီချက်နွယ်ကကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးမှာတော့ဒီချက်က inverse function ရှာနည်းလေးကိုဒီချက်ကိုယ်တိုင် function ပုံသင်နည်းလေးထုတ်ပြီးတော့ပေါ့နော်ပုံစံလေးနှစ်ခုနဲ့ရှင်းပြထားတာဖြစ်ပါတယ်အခုဒီချက်ရှင်းတာလေးကြည့်ရအောင်နော်မင်္ဂလာပါ inverse function ရှာနည်းလေးကိုဒီချက်အခုတီးတန့်လေးပြောမှာဖြစ်တယ်နော် inverse function ရဲ့ပုံသင်နည်းလေးပေါ့နော်ဒါဥပမာပေါ့ဒါဒီချက်ကဥပမာပုံသင်နည်းလေးတစ်ခုယူလိုက်မယ်ဒါ f of x equal to 3x minus 1ဆိုတဲ့ပုံသင်နည်းလေးပေါ့ဒါလေးကိုဒီချက်ယူလိုက်တယ်သူ့ရဲ့ inverse function ကိုတွက်တယ်ဆိုရင်ဒါတွက်နည်းရတော့နှစ်မျိုးရှိတယ်ကိုအားတန်တာကိုတွက်လို့ရတယ်နော်နှစ်ခုစလုံးကတွက်နည်းရအကျုံးဝင်ပါတယ်ပထမကဒီချက်တို့ကဒီ f of x ကိုပဲဒီ image တွေတစ်ခုနဲ့ယူလိုက်တာပေါ့နော် f of x equal to လာ y လို့ယူလိုက်ပြီးလို့ရှိရင် if and only if နော် f inverse of y equal to x လို့ဒါယူတာကတစ်ခုနောက်တစ်ခုကကြတော့ဒီဘက်မှာ f of x equal to 3x minus 1အဲဆိုလို့ရှိရင်တော့ဒီဘက်မှာ let inverse ကိုရှာမှာဖြစ်တဲ့အတွက် inverse ကိုအရင်ထားလိုက်တယ် f inverse of x လို့ပဲသူကထားလိုက်တယ်နော်ရှာခိုင်းတာ inverse ကိုရှာခိုင်းတာမလို့f inverse of x equal to y လို့သူကဒီလိုလေးထားလိုက်တယ်အဲ့လိုထားမယ်ဆိုလို့ရှိရင်ဒီချက်တို့ကရိုးရိုးပြန်ပြောင်းတဲ့အခါနော် f of y equal to x ပေါ့အဲ့လိုပုံစံမျိုးလေးနဲ့ထားပြီးတော့တွက်တာရှိတယ်ဆိုတော့ဒီလို inverse ကိုအရင်ထားပြီးတော့မှဒီတွက်သွားတာကဒီအသားကျနေပြီဆိုရင်လည်းဒီဟာလေးနဲ့သွားလို့ရတယ်နော်အခုဒီချက်အခုဒီဟာလေးနဲ့ပေါ့နော် f of x equal to y ဆိုတာလေးနဲ့ဒီကတွက်မယ်ဆိုလို့ရှိရင်တော့ 3x minus 1က y နဲ့ညီတယ်ဒါကြောင့်မို့လို့ 3x equal to ဒါ y plus 1အဲ့ဒါကြောင့် x equal to ဒါ y plus 1 by 3ဒါက y ပါတဲ့ညီမျှချင်းy ပါတဲ့ညီမျှချင်းဖြစ်နေတဲ့အတွက်သူဒီ f inverse အတွက်တော့ဟုတ်တယ်ဒါပေမဲ့သူက y ပါတဲ့ညီမျှချင်းဖြစ်တဲ့အတွက် f inverse of y ပဲရှိသေးတယ်နော် x ရဲ့ကိုယ်တိုင်က f inverse of y နဲ့ပဲညီတာမို့လို့အဲ့တော့မှာ y plus 1 by 3ဆိုပြီးတော့ဒီကနေဒီချက်တို့က f inverse of x equal to x plus 1 by 3ဆိုတဲ့ဒီလိုပုံသင်နည်းလေးကိုပြောင်းသွားတာဒါက inverse ရှာနည်းတစ်မျိုးနောက်တစ်မျိုးကျတော့ inverse ကိုသူကအရင်ထားတာဆိုတော့ဒီဘက်အချမ်းကြီးဟာကြီးကကိုမသိသေးတဲ့အတွက်သူ့ကိုဒီတိုင်းတွက်လို့မရဘူးဒီဘက်က f of y equal to x ကိုထားပြီးတွက်မှရတာပေါ့အဲ့တော့ဒီမှာ if and only if လို့မထားခဲ့ပဲနဲ့သူကလည်းဒီနားလေးမှာပဲเนาะf of y equal to x လို့သူကယူလိုက်တယ်နော်ဒီလိုလေးယူလိုက်တယ်ပြီးလို့ရှိရင်သူ့ရဲ့မူလပုံသင်နည်းလေးမှာ y အစားသွင်းလိုက်တယ် 3x minus 1ဆိုတဲ့နေရာမှာ 3y minus 1 equal to x လို့ယူလိုက်တာနော်ယူလိုက်တယ်တကယ်ရှာမှာ inverse ကိုရှာမှာ inverse တော့ကဘယ်သူနဲ့ညီရလဲ y နဲ့ညီတာဒါကြောင့် y ညီမျှချင်းကိုကိုရှာမှာနော်အဲ့တော့ 3y equal to x plus 1အဲ့တော့ y equal to x plus 1 by 3လို့ရတယ်အဲ့ကြောင့် y ရပြီဆိုတာနဲ့ f inverse of x ကရသွားတယ် therefore f inverse of x equal to x plus 1 by 3ဆိုတာရတယ်ဒါကဒီချက်လို့ inverse ကိုအရင်ထားပြီးတွက်တာသူကကြတော့ရိုးရိုးပုံသင်နည်း formula လေးအတိုင်းဒီချက်လို့သွားပြီးတွက်တာအဲ့တော့ဘယ်ဟာနဲ့ပဲတွက်အကျုံးဝင်ပါတယ်မှန်ပါတယ်เนาะကိုတွက်တာလေးထားနည်းလေးမှန်ဖို့ပဲအရေးကြီးတယ်เนาะမင်္ဂလာပါ